ငွေကြေးအာဏာနဲ့တစ်ဆက်ဖောက်မှုတွေတာမန်နော်မဒီနယ်စားဘွားကနေအင်္ဂလန်ရဲ့ဘုရင်ဖြစ်လာတဲ့အထိ Viking တွေနော်မန်တွေနဲ့တွေးချောင်းစီးခဲ့တဲ့အင်္ဂလန်ရဲ့မူလအစမင်္ဂလာပါ Primo Infotainment Channel ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးထားမယ့်အကြောင်းအရာကတော့တစ်ချိန်ကနေမဝီ Empire လို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့အင်္ဂလန်နိုင်ငံရဲ့စိတ်ဝင်စားစရာတမိုင်းကြောင်းလေးပဲဖြစ်ပါတယ်နားတော်တာဆင်ပေးကြပါခင်ဗျာ1066ခုနှစ်စက်တင်ဘာလတုန်းက Normandy Duke William ဟာပြင်သစ်မြောက်ပိုင်းကစိတ်ကမ်းတစ်ခုမှာလေပြောင်းလာမယ့်ချိန်ကိုစောင့်နေခဲ့ပါတယ်။အဲ့ဒီလေကတူးဘွားရဲ့ကံကြမ္မာစီခေါ်ရမယ့်လေပါပဲ။သူကကမ္ဘာ့တမိုင်းမှာအရေးရင်ဆုံးလောက်ရတဲ့ထဲကတစ်ခုဖြစ်တဲ့အင်္ဂလန်ကိုတိတ်မိုက်ခြင်းကိုစတင်လှုပ်ဆောင်မယ့်ချိန်ကိုရောက်ရှိနေပါပြီ။အဲ့ဒီချိန်မှာသူ့အတက်က38နှစ်ပဲရှိပြီးစွမ်းအားအပြည့်အကောင်းဆုံးချိန်မှာရှိနေခဲ့ပါတယ်ဒုတ်ဝီလီယံကနော်မန်လူမျိုးတွေအများကြီးနဲ့အနီးနားကဒေသတွေကလူတွေကိုစုစည်းပြီးစစ်တပ်ကြီးတစ်ခုဖွဲ့စည်းထားပါတယ်။သူ့နောက်ကိုလူတွေလိုက်ကြတဲ့အကြောင်းရင်းကတစ်ခုပဲရှိပါတယ်။ချမ်းသာခြင်းလို့ပါ။အဲ့ဒီခေတ်မှာအင်္ဂလန်ဆိုတာပတ်စံချမ်းသာနိုင်တဲ့နေရာတစ်ခုလို့လူတိုင်းယုံကြည်ထားကြပါတယ်။ Normandy Duke William ဟာ Hastings စစ်ကွင်းကိုတွားနေတဲ့လမ်းပေါ်မှာဖြစ်ပြီးအဲ့ဒီမှာအင်္ဂလန်ဘုရင် Harold ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီအနိုင်ရမှုကြောင့်ပဲသူ့ကိုနောက်ပိုင်းမှာလူတိုင်းကWilliam the Conqueror အောင်နိုင်သူ William ဆိုပြီးခေါ်လာကြတာပါ။ William ကတမိုင်းထဲကအံ့မခန်းဆုံးအောင်မြင်မှုတွေထဲကတစ်ခုကိုရယူနိုင်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့နပိုလီယံနဲ့ဟစ်တလာတို့ပါအင်္ဂလန်ကိုတိမ်းဖို့ကြိုးစားခဲ့ကြပေမဲ့မအောင်မြင်ခဲ့ကြပါဘူး။ဒါဟာဗျူဟာကောင်းလို့လားကံကောင်းလို့ပဲလားဒါမှမဟုတ်နှစ်ခုလုံးပေါင်းစပ်ထားလို့လား။ကဲကျွန်တော်တို့ပုံမြင်ဇာတ်လမ်းလေးကိုနားဆင်ကြည့်ကြရအောင်။နော်မန်တိတ်မိုက်မှုရဲ့ဇလန်းကစစ်ပွဲတစ်ခုနဲ့မစပါဘူးမင်္ဂလာဆောင်တစ်ခုနဲ့စတင်ခဲ့ပါတယ်900စုအဆုံးပိုင်းကာလဟာအင်္ဂလန်အတွက်အရန်ခတ်ခဲတဲ့ကာလဖြစ်ခဲ့ပါတယ်တကယ်တော့900စုအချိန်မှာအင်္ဂလန်လို့တော့မခေါ်သေးပါဘူးအဲ့ဒီဒေတာဟာနိုင်ငံတစ်တစ်လေးတွေအများကြီးပြန့်ကျဲနေခဲ့ပါတယ်အရေးကြီးဆုံးနိုင်ငံတွေကတော့မြောက်ဘက်မှာ Northumbria အလယ်ပိုင်းမှာ Mercia တောင်ဘက်နဲ့နောက်တောင်ဘက်မှာ Wessex တို့ပဲဖြစ်ပါတယ်အဲ့ဒီနောက် Viking တွေဝင်လာခဲ့ပါတယ်တနိုင်ငံပြီးတနိုင်ငံအင်္ဂလိုဆက်ဆွန်နိုင်ငံတွေကို Viking စစ်တပ်တွေကတိမ့်ပိုက်သွားခဲ့ပါတယ်။ဒါပေမဲ့တောင်ဘက် Wessex နိုင်ငံရဲ့ဘုရင် Alfred ဘုရင်ကအဲ့ဒီအခြေအနေကိုတားဆီးနိုင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့ဆက်ခံသူတွေက Viking တွေတိမ်းသွားတဲ့နယ်မြေတွေကိုပြန်လည်တိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင် Viking တွေဝင်တိုက်ထားလို့အခြားသောအင်္ဂလိုဆက်ဆွန်ဘုရင်တွေမကြံတော့တဲ့အခြေအနေကိုလည်းအခွင့်အကောင်းယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Wessex နိုင်ငံကတဖြည်းဖြည်းကြီးထွားလာပြီးဒီနေ့ကျွန်တော်တို့တည်ထားတဲ့အင်္ဂလန်နိုင်ငံလုံးကိုတိမ်းယူတွားနိုင်ခဲ့ပါတယ်။ဒီຢာတွေအားလုံးက990ခုနှစ်များအထိအဆင်ပြေခဲ့ပါတယ်။အဲ့ဒီချိန်က King Edward II အုပ်ချုပ်နေတဲ့ကာလပါ။ဒါပေမဲ့ Viking တွေပြန်လာခဲ့ပါတယ်။သူတို့ကအင်္ဂလန်ကိုမညမတာလူရက်ခဲ့ုံနေမကဘူး။အင်္ဂလန်ကိုအဖိုးအခပေးခိုင်းခဲ့ပါတယ်။ဒီချိန်မှာပဲနာမည်ဆိုးနဲ့ကြော်ကြတဲ့ Dingle ဆိုတဲ့အခွန်ကိုစတင်ကောက်ခံခဲ့ပါတယ်ဒါဟာဘင်းကပြည်သူလူထုစီကနေအခွန်ကောက်ပြီး Viking တွေကိုမတိုက်ပါနဲ့တော့ဆိုပြီးစက်ကြီးပေးဖို့အတွက်ပါ Viking တွေအောင်မြင်ရတဲ့အကြောင်းရင်းတစ်ခုကတော့အင်္ဂလန် Channel ရဲ့တစ်ဖက်ကမ်းက Normandy မှာခိုလုံခွင့်ရနေကြတာပါသူတို့က Normandy စိတ်ကမ်းတစ်ခုကိုတွားအစားတောက်လက်နက်တွေဖြည့်တင်းပြီးအင်္ဂလန်ကိုပြန်လာပြီးလူရက်ကြပါတယ် Norman ဆိုတာက10ရာစုအစောပိုင်းမှာပြင်သစ်မှာအခြေချသွားတဲ့ Viking တွေကိုဆိုလိုတာပါဒါကြောင့် Norman တွေနဲ့ Viking တွေကအခြေခံအဖြစ်ဆွေမျိုးသားချင်းလိုပါပဲအချင်းချင်းဆက်ဆံရင်လည်းကောင်းနေတတ်ပါတယ်။ဒါကြောင့်မလို့ပဲဒီလိုမဟာမိတ်ဖြစ်လာတာဟာတဘာဝကျတဲ့အရာတစ်ခုပါ။ဒါပေမဲ့အဲ့ဒီချိန်တွေကအင်္ဂလန်နဲ့နော်မန်ဒီကြားမှာတင်းမာမှုတွေဖြစ်စေခဲ့ပါတယ်။အင်္ဂလန်ဘက်ကတော့ကိုယ့်ရန်လူတွေကိုကိုယ့်အိမ်သားကအင်းကြီးချင်းကကူညီနေတာကိုကြည့်ရတာမပြောပါဘူး။990ခုနှစ်အလွန်တင်းမာတဲ့ကာလတစ်ခုနောက်မှာအင်္ဂလန်နဲ့နော်မန်ဒီကမင်္ဂလာဆောင်တစ်ခုနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။2002ခုနှစ်မှာအင်္ဂလန်ဘုရင် Edward II က Normandy Duke Richard ရဲ့နှမအမ်မာကိုလက်ထပ်ခဲ့ပါတယ်။အင်္ဂလန်ပြည်သူတွေအတွက်အဆင်ပြေစေဖို့တူမကို Alkifu လို့နာမည်ပြောင်းပေးခဲ့ပါတယ်။ဒီနာမည်ကအင်္ဂလန်မင်းဆက်မှာအတုံးအများဆုံးနာမည်ဖြစ်ပြီးအမ်မာထက်အတန်ထွက်လွယ်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကအမ်မာကသူ့နာမည်အစ်စ်ကိုမကြိုက်ခဲ့ဘူးဆိုတဲ့ထောက်ထားတွေရှိပါတယ်။တူမကအမ်မာဆိုတဲ့နာမည်ကိုပဲသဘောကျခဲ့တာပါ။ဒါကြောင့်ကျွန်တော်တို့လည်းအမ်မာလို့ပဲခေါ်ပါမယ်။ဒီအိမ်နောက်ရေးကအမ်မာအတွက်ပထမဆုံးမင်္ဂလာဆောင်ဖြစ်ပေမဲ့အက်ထရက်ဘုရင်အတွက်တော့ဒုတိယအချိန်ပါ
တူမှာပထမအိမ်အောင်ကလည်းအရွယ်ရောက်ပြီးတား6ရောက်တောင်ရှိနေခဲ့လို့ဒီအိမ်အောင်ကငွေးလာမဲ့ကလေးတွေကထီးနှံရဖို့အလားအလာမရှိဘူးလို့လူတွေထင်ခဲ့ကြပါတယ်။ဒါပေမဲ့အမ်မာနဲ့အက်ဒရက်က အက်ဒဝါနဲ့အယ်ဖရက်ဆိုတဲ့တား2ယောက်ဂေါ်ကီဖူးလို့အမည်တွင်တဲ့တမီးတစ်ယောက်ကိုလည်းငွေးပါခဲ့ပါတယ်။ဂေါ်ကီဖူးဆိုတာအင်္ဂလိပ်ဆက်စွန်အမျိုးသမီးနာမည်မှာအတုံးများခဲ့တဲ့နာမည်ဖြစ်ပြီးလက်တင်ဘာသာပြန်ရင်တော့ဂေါ်ဒီဗာဖြစ်ပါတယ်။ဘရင်နဲ့မိဖုရားကြောင့်ဆက်ဆံရေးအကြောင်းကိုတော့အများကြီးမသိရပါဘူး။ဒါပေမဲ့အမ်မာကိုနန်းတွင်းမှာအလွန်ရေးပါတဲ့အခန်းကဏ္ဍပေးထားခဲ့တယ်ဆိုတာကိုတော့သိရပါတယ်။အင်္ဂလန်ဖုံးတော်ကြီးတွေကလည်းတူမကိုအလွန်အထင်ကြီးခဲ့ကြပြီးတူမကဖုံးကြီးเจ้าတွေကိုပေးလူခဲ့တဲ့လှူဒန်းမှုတွေကိုတူမတေဆုံးပြီးရာစုနှစ်ကျော်တဲ့အထိအမှတ်တရနဲ့ကျေးဇူးတင်စွာမှတ်မိနေခဲ့ကြပါတယ်။ဒါပေမဲ့ဒီမင်္ဂလာဆောင်ကအင်္ဂလန်ရဲ့အဓိကပြဿနာကိုမဖြေရှင်းပေးနိုင်ခဲ့ပါဘူး။ Viking တွေကတော့ဆက်ပြီးတိုက်ခိုက်နေသေးပါပဲ။ Atred ဘရင်ဟာတမိုင်းထဲမှာအရန်ကံမကောင်းတဲ့အမြေပြောင်နဲ့ကြံခဲ့ပါတယ်။သူ့ကို Atred the Unready လို့ခေါ်ကြပေမဲ့ဒီအမည်ကသူအုပ်ချုပ်စဉ်ကတုံးခဲ့တဲ့နာမည်အမှန်မဟုတ်ပါဘူး။အင်္ဂလိပ်ဆက်စွန်ဘာသာနဲ့ Atred Unread လို့ခေါ်ပြီးအဓိပ္ပာယ်ကတော့အကြံဉာဏ်မကောင်းသူအကြံပေးမှားသူဆိုတဲ့အဓိပ္ပာယ်ပါ။တနည်းပြောရရင်ဘရင်ကလူညံ့စကားတွေနားထောင်ပြီးမူဝါဒမှားတွေကိုလိုက်နာခဲ့တယ်လို့လူတွေထင်ခဲ့ကြတာပါ။သူ့အမှားဖြစ်ဖြစ်မဖြစ်ဖြစ်သူ့ခင်မှာအဖွဲ့အစည်းအတွင်းအပြိုင်ဆိုင်တွင်တစ်စဖောက်မှုတွေများခဲ့ပြီးအဲ့ဒီຢာတွေကအင်္ဂလန်ကိုကာကွယ်ဖို့ဘာမှမကူညီခဲ့ပါဘူး1009ခုနှစ်မှာ Torquil the Tall ဆိုတဲ့ Viking ကအင်္ဂလန်ကိုဝင်တိုက်ခဲ့ပါတယ်။ Atred ဘရင်ကသူ့ရဲ့ချစ်လာစာတော် Normandy Duke Richard ကိုအကူအညီတောင်းခဲ့ပြီးဒီတစ်ချိန်မှာတော့ Viking တွေကိုပြန်လည်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒီအချိန်ထိတော့အင်္ဂလန် Norman မင်္ဂလာဆောင်ကသူ့ရဲ့တာဝန်ကိုကောင်းကောင်းထမ်းဆောင်နေခဲ့ပါတယ်။ဒါပေမဲ့1013ခုနှစ်မှာပိုပြီးအန္တရာယ်ကြီးတဲ့ Sweyn Fogbar ဆိုတဲ့ Viking တယောက်ဝင်ရောက်လာခဲ့ပါတယ်။ Sweyn ဟာအလွန်မင်းကြမ်းတမ်းပြီးအင်္ဂလန်တနိုင်ငံလုံးကိုစိတ်ကြိုက်တွာလာနိုင်ခဲ့သူတယောက်ပါ။ဘရင်ကအမ်မာမီပြားနဲ့ကလေးတွေကိုနော်မနီတို့ပို့ပြီးတူမရဲ့အကိုစီမှာခိုလုံစေခဲ့ပါတယ်။ Atred ကိုယ်တိုင်ကတော့တောင်ဘက်ကမ်းရိုးတန်းနားရှိ Isle of Wight မှာအချိန်နှဲငယ်တောက်ခံခဲ့ပြီးမြဲနောက်ဆုံးတော့လဲနော်မနီကိုထွက်ပြေးခဲ့ရပါတယ်။1014ခုနှစ်မှာဆွေးရုတ်တရက်နတ်ရွာဆန်သွားတော့ Atred ကအင်္ဂလန်ကိုခဏပြန်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆွေးရတာကနက်ကဒိန်းမတ်ကနေအင်္ဂလန်ကိုလာပြီးသူ့အဖေတဲယူခဲ့တဲ့နိုင်ငံကိုပြန်ယူဖို့ကြိုးစားခဲ့ပါတယ်။2016ခုနှစ်မှာ Atred နတ်ရွာဆန်ပြီးပထမအိမ်အောင်ကငွေတဲ့အကြီးဆုံးတား Edmund Ironside ကိုကနက်နဲ့ဆက်လက်ပြီးတိုက်ခိုက်ဖို့အမိန့်ချန်ထားခဲ့ပါတယ်။2016ခုနှစ်ဆောင်းမှာ Edmund ဟာအစာဒန်စစ်ပွဲမှာကနက်ကိုရှုံးနိမ့်ခဲ့ပါတယ်။နောက်တော့ကနက်နဲ့ Edmund တို့ကနိုင်ငံကိုနှစ်ပိုင်းခွဲဝေအုပ်ချုပ်ဖို့သဘောတူညီခဲ့ကြပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲဒီအစီအစဉ်ကပြတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ Edmund Ironside နတ်ရွာဆန်သွားလို့ပါဘလို့နတ်ရွာဆန်သွားလဲဆိုတာတေချာမသိပေမဲ့လုံးကြံတက်ဖြတ်ခံရတယ်ဆိုတဲ့ပုံမြင်တော့ရှိပါတယ်ဒီလိုနဲ့ကနက်ကအင်္ဂလန်နိုင်ငံလုံးကိုတင်းယူသွားနိုင်ခဲ့ပါတယ်သူဟာအင်္ဂလန်ဘီရင်နာမကဒိန်းမတ်နဲ့နော်ဝေးဘီရင်လည်းဖြစ်လာခဲ့ပါတယ်ဒါကြောင့်ကနက်ဟာအင်္ဂလန်ပါဝင်တဲ့စကန်ဒီနေဗီးယားအင်ပါယာကြီးကိုအုပ်ချုပ်နေသူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အင်္ဂလန်မင်းဆက်ရဲ့ဇလန်းဟာဒီနေရာမှာမပြည့်သေးပါဘူးအင်္ဂလိုဆက်ဆွန်မင်းဆက်ရဲ့တရားဝင်ဆက်ခံသူတွေကတခြားနေရာတွေမှာရှိနေပါသေးတယ်ဒီနေရာမှာတော့အနည်းငယ်ရှုပ်ထွေးလာပါတယ်။ဘာကြောင့်လဲဆိုတော့ Atred ဘရင်ဟာအိမ်အောင်2ကြိမ်ပြုတ်ထားပြီးအိမ်အောင်20လုံးကတားမျိုးဆက်တွေရှိနေလို့ပါ။ပထမအိမ်အောင်က Edmund Ironside ကခဏတာပဲဘရင်ဖြစ်ခဲ့ပါတယ်။သူကပဲအရေးကြီးဆုံးသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တခြားသောတားတွေမှာအသက်ရှင်နေတဲ့ဆက်ခံသူတွေမရှိတော့လို့ပါ။ Edmund Ironside မှာတော့တား2ယောက်ရှိခဲ့ပြီးကနက်ကသူတို့ကိုအင်္ဂလန်ကနေခေါ်ထုတ်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဘရင်ကနက်ကိုယ်တိုင်တော့အဲ့ဒီတား2ယောက်ဘယ်ရောက်သွားမှမသိတော့ပါဘူးအန်အောစရာကောင်းပေမဲ့ဒါဟာတကယ်ဖြစ်ရမှန်ပါပဲအသက်ရှင်ကြံခဲ့တဲ့တူဒီတော်တာကတော့ Edward the Exile လို့ခေါ်ပါတယ်သူကနောက်ပိုင်းမှာအဂါရာလို့ခေါ်တဲ့ဂျာမန်ဟန်ဂေရီမင်းသမီးကိုလက်ထပ်ခဲ့ပါတယ်သူဟာ Atred ဘရင်ရဲ့ပထမအိမ်အောင်ကဆင်းတက်လာတဲ့အင်္ဂလန်မင်းဆက်အကြီးဆုံးမျိုးလိုင်းကိုကိုစားပြုတဲ့လူဖြစ်လို့ပါဒါပေမဲ့ Atred ရဲ့ဒုတိယအိမ်အောင်အမ်မာမီဖျားနဲ့ငွေတဲ့ Edward နဲ့ Alfred ဆိုတဲ့တားတွေကလည်းရှိနေပါသေးတယ်သူတို့ကို Atlin လို့ခေါ်ကြပြီးဒီစကားလုံးဟာအင်္ဂလိပ်ဆက်စွန်စကားဖြစ်ပြီးအကြမ်းများဖြင့်ထီးနှံရဖို့ထိုက်တန်တူစက္ကန့်တူလိုင်းမှာပါတဲ့သူလို့အဓိပ္ပာယ်ရပါတယ်။တနည်းအားဖြင့်လွယ်လွယ်ပြောရရင်တော့မင်းသားတွေလို့ပဲဆိုနိုင်ပါတယ်။ဒါပေမဲ့သူတို့ဟာ Normandy မှာပဲရှိနေပြီးနောက်ထပ်20လောက်အဲ့ဒီမှာပဲနေခဲ့ကြပါတယ်။ကလေးဘဝတုန်းကမိခင်အမ်မာစီကမတင်ခဲ့ရရင်တောင်မှသူတို့ဟာအ ਨੇ ဆုံးတော့ပြင်တစ်ဘာသာကိုတင်ယူခဲ့ရမှာတေးကြပါတယ်။
အဲ့ဒီလိုအချိန်ကာလကြာမြင့်စွာပြည်ပမှာနေခဲ့ရတဲ့အတွက်သူတို့ရဲ့စိတ်နေစိတ်ထားအမြင်အယူအဆတွေအားလုံးက normal လူမျိုးတွေလိုအပြည့်အဝပြောင်းလဲသွားခဲ့ကြပါတယ်သူတို့အနေနဲ့အင်္ဂလန်မြေကိုထပ်ပြီးအခြေချရမယ်လို့တော့မျှော်လင့်ထားဖို့မရှိပါဘူးသူတို့ရဲ့ပြည်ပနေထိုင်မှုကာလမှာမိခင်မပါပဲဖြတ်တန်းခဲ့ရပါတယ်ဒီနေရာမှာပဲဇလန်းကအံ့ဩစရာကောင်းလာပါတယ်ကနက်က2016ခုနှစ်မှာအင်္ဂလန်ကိုတိတ်မိုက်ခဲ့ပါတယ်ဒါပေမဲ့ဒီနိုင်ငံကိုအချိန်ကြာကြာထိန်းထားဖို့ဆိုရင်အခက်အခဲအများကြီးရှိမယ်ဆိုတာကိုသူသိပါတယ်ဒါကြောင့်2019ခုနှစ်မှာအမ်မာကိုပြန်ခေါ်ပြီးသူ့ရဲ့မိဖုရားတင်မြောက်ခဲ့ပါတယ်ဒီနေရာမှာတတိထားမယ်အချက်တစ်ချက်ရှိပါတယ်အမ်မာဆိုတာကကနက်ရဲ့ဖခမီးတော်ကြောင့်အင်္ဂလန်ထိနှန်းကနေမောင်းထုတ်ခံလိုက်ရတဲ့အက်ဒရက်ဘရင်ရဲ့မုတ်ဆိုးမှဖြစ်နေလို့ပါပဲတမိုင်းပညာရှင်တချို့ကတော့ဒီမင်္ဂလာဆောင်ကိုအမ်မာရဲ့ပထမအိမ်တော်လိုပဲနိုင်ငံရေးသဘောတူညီချက်အဖြစ်စီစဉ်ခဲ့တာလို့မှတ်ချက်ပေးကြပါတယ်အင်္ဂလန်ဘရင်ကနက်နဲ့နော်မဒီဒုတ်အမ်မာရဲ့အကိုကြားမှာသဘောတူညီခဲ့တာဖြစ်နိုင်ပါတယ်အလားတူပဲကနက်ကလည်းအက်ဒရက်လိုပဲနော်မဒီရဲ့ထောက်ခံမှုကိုလိုချင်တာကြောင့်အမ်မာဆိုတဲ့အမျိုးသမီးတစ်ယောက်တည်းကိုပဲထပ်ပြီးလက်ထပ်ခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့နောက်ထပ်စိတ်ဝင်စားစရာအမြင်တစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒီအမြင်ရဆိုရင်ဒီသဘောတူညီချက်ကိုအမ်မာကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်ဒီယူဆရာအမ်မာဟာအင်္ဂလန်မိဖုရားဖြစ်ရတာကိုအရန်ကြိုက်နှစ်တက်ခဲ့ပြီးသူမရဲ့နေရာဟောင်းမိဖုရားနေရာကိုပြန်ရဖို့အတွက်သူမရဲ့ခင်မိုးဟောင်းကိုအနာယူခဲ့တဲ့လူရဲ့တားကိုတောင်ဝမ်မန်တတာနဲ့လက်ထပ်ခဲ့တယ်လို့ဆိုပါတယ်ကနက်ဘက်ကကြည့်ရင်လည်းအမ်မာဟာအင်္ဂလန်နဲ့နော်မဒီနှစ်ဖက်လုံးရဲ့မဟာမိတ်ဖြစ်နေပါတယ်သူမကိုအင်္ဂလိုဆက်ဆွန်မင်းကြီးမင်းသားတွေဖုံးတော်ကြီးတွေကလေးစားကြပြီးသူမဟာအလောက်ကျွမ်းကျင်သူစွမ်းဆောင်မြင့်သူဖြစ်တယ်လို့တတ်မှတ်ထားကြပါတယ်အမ်မာဟာကနက်ထက်အတတ်တော်ကြီးပေမဲ့အဲ့ဒီချက်ကဘလူးကိုမှမထိခိုက်စေခဲ့ပါဘူးဒီဇနီးမောင်နှံကတမီးတယောက်ငွေးဖွားခဲ့ပြီးသူမကနောက်ပိုင်းမှာဂျာမန်အီဂရစ်ဟန်နရီတတ်ကိုလက်ထပ်ခဲ့ပါတယ်တားတယောက်လည်းငွေးဖွားခဲ့ပြီးသူ့နာမည်ကအာတာကနက်လို့ခေါ်ပါတယ်ဒီလိုနဲ့အမ်မာမီဖုရားဟာအင်္ဂလန်နိုင်ငံရဲ့အလဲဖို့ချက်ကိုထပ်မံရောက်ရှိလို့လာခဲ့ပါတယ်သူမလိုချင်နေတဲ့နေရာအတိအကျပါဒါပေမဲ့သူမကပထမအိမ်အောင်ကနေငွေတဲ့တားနှစ်ယောက်နဲ့တမီးကိုတော့နော်မဒီမှာထားခဲ့ပြီးကိုတူကိုထစူးစမ်းနေစေခဲ့ပါတယ်ဒီချက်ကိုတော့အဲ့ဒီခေတ်ကလူတွေကသူမကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်မိခင်စိတ်ရှိတဲ့လူတစ်ယောက်ရဲ့လောက်ရက်လို့မမြင်ရပဲနိုင်ငံရဲ့အလဲဖို့ချက်မှာနေခြင်းနဲ့မျိုးသမီးတစ်ယောက်ရဲ့လောက်ရက်ပဲလို့မြင်ကြပါတယ်ကျွန်တော်အနေနဲ့တော့အမ်မာကို judge လုပ်ဖို့မလိုဘူးလို့ထင်ပါတယ်သူမကိုစိတ်ဝင်စားစရာကောင်းတဲ့လူလို့ပဲမြင်ပါတယ်ဘာကြောင့်လဲဆိုတော့တနိုင်ငံထဲမှာမိဖုရားနှစ်ကြိမ်ဖြစ်ရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဇလန်းဟာအလွန်တရာမှထူးခြားလှပါတယ်ဒါအပြင်အမ်မာဟာအင်္ဂလန်နဲ့နော်မဒီကြားကအရေးပါတဲ့ချိတ်ဆက်မှုကိုကိုစားပြုတဲ့လူဖြစ်နေလို့ပါအခုချိန်မှာတော့ထီးနှန်းပေါ်မှာကနက်ရှိနေပြီးအင်္ဂလန်ထဲမှာစကန်ဒီနေးဗီးယားတက်ရောက်မှုတွေပိုပြီးတိုးလာနေပါတယ်ဒါပေမဲ့အင်္ဂလန်နဲ့နော်မဒီရဲ့ဆက်ဆက်တဲ့ကံကြမ္မာကဒီနေရာမှာမပြေးသေးပါဘူးနောက်ဗီဒီယိုလေးတစ်ခုမှာ2016ခုနှစ်ဒိန်းမတ်တို့တိမ်မိုက်မှုကနေအရေးကြီးဆုံးနှစ်ဖြစ်တဲ့1066ခုနှစ်အထိအလွန်တင်းမာလာတဲ့နှစ်90ကာလအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုတင်ဆက်သွားတဲ့အကြောင်းအရာလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like ပေးခဲ့ပြီး channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့ရဲ့အားပေးမှုကကျွန်တော်အတွက်တော့တကယ်ကိုအဖိုးတန်တဲ့အားစေးတစ်ခွက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ကျွန်တော်ကတော့ဇေယျချမ်းဖြစ်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ